ဒီနေ့မျှဝေပေးမဲ့အကြောင်းအရာလေးကကလစ်ပေါ့နော်ကလစ်150ပုတ်လေးဒီကောင်လေးကဘာဖြစ်တာလဲဆိုတော့ no power ဖြစ်တယ်သူ့ရဲ့ error ပြစ်ချက်လေးကိုကျွန်တော်တို့တစ်ချက်စမ်းကြည့်မယ်စမ်းပြီးတော့ဘယ်လိုပြုပြင်ရမလဲဆိုတဲ့အပိုင်းလေးကိုတစ်ချက်စစ်ဆေးပြီးတော့မျှဝေပေးမယ်ဒီကောင်ကကလစ်အမြင့်ပေါ့နော်ကလစ်အမြင့် circuit သူ့ရဲ့ပြဿနာက no power အဲ့တော့သူ့ကိုမီတာတစ်ချက်လိုက်မယ်မီတာလိုက်မယ်ဆိုတော့သူ့ရဲ့ power pin ကဒီပင်ဖြစ်တယ်အဲ့တော့ i pin ကနေပြီးတော့မီတာမှာ time scale ထားမယ် digital meter မှာ time scale ထားမယ်ပြီးရင်လမ်းကြောင်းပတ်လမ်းကိုလိုက်မယ်အဲ့တော့သူ့မှာဒီငုတ်ကသူ့ရဲ့ power pin ဖြစ်တယ်တွဲဖို့အရင်ဆုံး capacitor C105 ကိုတစ်ဖက်ဝင်ထားမယ်ပြီးရင်ဒီ 100ကိုတစ်ဖက်ဝင်မယ်ဒီကောင်က power လမ်းကြောင်းမဟုတ်တဲ့အတွက်ဒီကောင်ကိုဆက်မလိုက်တော့ဘူးဒါစီနာဒိုင်ဟုတ်ပြီးတော့လို့ရှိရင် circuit ပတ်လမ်းဆက်သွားမယ်ဒီမှာဒိုင်တစ်လုံးကိုတဲဖြတ်မယ်ဒိုင်လုံးကိုတဲဖြတ်မယ်ဆိုဒိုင်အုပ်မှာအနုတ်ကတ်တုတ်ရှိမယ်โอเคအဲ့တော့ကတ်တုတ်ကနေပြန်ထွက်မယ်အရစ်ပါတဲ့ဘက်ဒိုင်အုပ်ရဲ့အထွက်ကနေပြန်ထွက်မယ်ပြီးရင် varistor လေးကိုသွားမယ် varistor ကတစ်ဖက် ground ဟုတ်နော်ဒီမှာ ground ကို varistor ကတစ်ဖက် ground ဖြစ်မယ်ဒါဆိုရင် varistor အထိပတ်လန်းကောင်းနေတယ်အဲ့တော့ varistor ဆိုတာပါလေဒီဘက်မှာ varistor ဆိုတာဒါလေးကိုခေါ်တာเนาะသူ့ကိုဒီမှာ diagram မှာဆိုရင် MOV 100လို့ပြရမယ်ဒီမှာ MOV 100 MOV metal oxide varistor ဟုတ်ပြီเนาะအဲ့တော့ MOV metal oxide varistor MOV 100ကိုဖြတ်မယ်ဖြတ်ပြီးသွားရင် MOV 100နဲ့ပတ်လန်းကရှိနေသေးတယ်ဘယ်လိုရှိတာလဲဆိုတော့ circuit ရဲ့ power တွဲဖို့ပင် battery ကနေပြီးတော့ဒါမှမဟုတ်လို့ရှိရင် socket ကနေပြီးတော့ဝင်လာမဲ့တွဲဖို့က diode ရဲ့တစ်ဖက်ထိကိုဝင်ထားမယ် diode ရဲ့နောက်တစ်ဖက်ကိုတိုင်းရင်အထွက်ဘက်ကနေပြန်တိုင်းမယ်ပြီးရင် varistor ကိုရောက်မယ် okay အဲ့တော့ varistor ငုတ်ကနေပြီးတော့ဆက်တိုင်းမယ် varistor ငုတ်ကနေပြီးတော့ဒီမှာရှိနေတဲ့50 volt ဟုတ်ပြီနော်50 volt capacitor ကြီးတစ်လုံးနဲ့ကိုဝင်မယ် capacitor ရဲ့နံပါတ်က102ပြီးရင် capacitor အသေးတစ်လုံးနဲ့ကိုဝင်မယ် capacitor အသေးတစ်လုံးပြီးသွားလို့ရှိရင်ဒီဘက်မှာရှိနေတဲ့ capacitor ဒီမှာတစ်လုံးရှိတယ်ပေါ့နော်ဒီကောင်ကိုဝင်မယ်ပြီးရင်တော့ဒီမှာရှိနေတဲ့ voltage regulator IC လို့ခေါ်တဲ့တွဲဖို့ကနေ5 volt ချိန်ပေးမဲ့ကောင်တွေကိုတွဲဖို့ဝင်ထားမယ်တနည်းအားဖြင့်တွဲဖို့နီးပေါ့နော်တွဲဖို့ကိုအနည်းငယ်လျော့တယ် power ဘိုင်းမှာဖြတ်ချမဲ့ short ဖြစ်တဲ့အခါမှာဖြတ်ချမဲ့ zener diode တွေရှိမယ်ပြီးရင် power zener တွေရှိမယ်ပြီးရင် varistor တွေရှိမယ် capacitor တွေရှိမယ်ဒီကောင်တွေက volt တွေတည်ငြိမ်အောင်လို့ထိန်းချုပ်ပေးထားတာအဲ့ဒီအတွက် volt အနည်းအကျဉ်းတော့လျော့နိုင်တယ်တနည်းအားဖြင့်တွဲဖို့ရဲ့အောက်ကိုအနည်းငယ်လျော့ကျနိုင်တယ်โอเคတွဲဖို့ရဲ့အောက်ကိုအနည်းငယ်လျော့ကျတယ်ဆိုပေမဲ့တွဲဖို့နီးဖြစ်တဲ့အတွက်ဒီနေရာမှာတွဲဖို့လို့ပဲသုံးပါမယ်တွဲဖို့တွေကိုဝင်မယ် voltage regulator IC တွေကိုတွဲဖို့ပေးသွင်းထားမယ်ဒါဆိုရင် voltage regulator IC ဒါကောင်းနေခဲ့မယ်ဆိုရင်အထွက်က5 volt ပြန်ထွက်ရမယ်ဒီကောက်မှာပြဿနာက5 volt မထွက်တဲ့ပြဿနာโอเค5 volt မထွက်တဲ့ပြဿနာဆိုတော့ဒီမှာ5 volt မထွက်တာကဒီ IC မကောင်းလို့တနည်းအားဖြင့် voltage regulator IC မကောင်းလို့ဒါဆိုရင်12 volt 5 volt ကျွန်တော်တို့ကဘယ်လိုထုတ်ပေးမလဲဒါကကျွန်တော်တို့မှာ option နှစ်ခုရှိပါတယ်တစ်ခုကကြတော့ voltage regulator IC 12 volt 5 volt ချိန်ပေးတဲ့ circuit လေးတွေရှိပါတယ် electronic ဆိုင်တွေမှာဝယ်လို့ရတယ်အဲ့ဒီကောင်ကကြတော့ဒီ circuit ပေါ်မှာတက်ဆင်တဲ့အခါမှာကျွန်တော်တို့အတွက်အခက်အခဲရှိပါတယ်အဲ့ဒီအတွက်ဒီနေရာမှာသုံးမဲ့12 volt 5 volt ချိန်ပေးတဲ့ IC လေးရှိမယ်0835 okay အဲ့တော့0835ကိုကျွန်တော်တို့ယူလိုက်မယ်သူ့ရဲ့ IC နံပါတ်ကနေရာမှာဝတ္တတာဖြစ်နေတယ်တစ်ချက်ကြည့်လိုက်မယ်0835လူလေးမြင်ရမလားနော်08M35ဟုတ်နော်08M35 okay ဒီကောင်က12 volt 5 volt ချိန်ပေးမယ်ကောင်ဒါဆိုရင်ဒီကောင်ကိုဒီ IC ရဲ့ပတ်လန်းပင်8ပင်ရှိတယ်ဒီ IC ရဲ့ပတ်လန်းပင်8ပင်မှာဘယ်လိုချိတ်ဆက်မလဲအဲ့တော့ပတ်လန်းပင်8ပင်မှာ2 point ထွက်တဲ့ပင်တွေရှိမယ်စသဖြင့်ပေါ့နော် 3.3 ထွက်တဲ့ပင်တွေရှိမယ်ဒီကောင်နေသည်power နိုးထဖို့အတွက်အဓိကအရေးကြီးတဲ့အပိုင်းတွေမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့အရေးကြီးတာကဘာရေးကြီးလဲဆိုတော့12 volt အဝင်ပတ်လန်းရှိမယ်5 volt အထွက်ပတ်လန်းရှိမယ်5 volt အထွက်ပတ်လန်းကဒီ capacitor လေးနှလုံးကိုအဓိကအဖြစ်ဖြတ်မယ်ပေါ့အဲ့တော့ဒီ capacitor နှလုံးကို5 volt ထွက်ဖို့အတွက်ဒီမှာရှိနေတဲ့08M35
ဒီ IC လေးရဲ့နံပါတ်က 08M35 သူကကြတော့ဒီအလယ်ငုတ်က ground ပင်နံပါတ်1ဒီငုတ်ပဲပြောမှာပေါ့နော်ပင်နံပါတ်1ကတွဲဖို့ပေးသွင်းလိုက်ရင်ဒီမှာ ground ကျွေးလိုက်ရင်5ဖို့ပြန်ထုတ်ပေးတယ်ဒီထဲမှာလည်းပြောမယ်ဆိုရင်တော့ transistor တွေနဲ့မြုပ်နှံထားတာပါပဲเนาะ okay အဲ့တော့တွဲဖို့ကျွေးလိုက်မယ် ground ကျွေးလိုက်မယ်ဆိုရင်5ဖို့ပြန်ထွက်မယ်အဲ့တော့ ground ကတော့ဒီ circuit မှာရှိနေတဲ့ဥပမာဒီ component တစ်လုံးလုံးပေါ့เนาะ component တစ်လုံးလုံးကိုground သွားပြီးတော့ join လုပ်ရတယ်ဥပမာဒီလိုပုံစံလေးပေါ့เนาะ ground လေးသွား join လိုက်လို့ရတယ် ground ဘက်ကို join ရမှာเนาะ ground join မယ် okay ပြီးရင်တော့ဒီမှာရှိနေတဲ့တွဲဖို့အဝင်ကိုတွဲဖို့တကြွေးလိုက်ရင်5ဖို့ထွက်ပြီအဲ့ဒီ5ဖို့ကတော့5ဖို့သွားရမယ်ပတ်လန်းပေါ်ကိုတင်ပေးလိုက်တယ်ဆိုရင်ဒီကောင်ဒီpower နိုးနိုင်ပါပြီတခုရှိတာကတော့တခြားသော circuit ပတ်လန်းတွေထိခိုက်ထားအောင်မယ်ဆိုရင်တော့တခြားနေရာတွေကိုထပ်ပြီးတော့ကျွန်တော်တို့စစ်ဆေးပြုပြင်ရမှာပေါ့လောလောဆယ်မှာတော့ဒီကောင်ဒီ5ဖို့တော့မထွက်သေးတဲ့အတွက်တခြားအစိတ်ပိုင်းတွေကိုကျွန်တော်တို့စစ်ဆေးလို့မရသေးပါဘူးအဲ့တော့ဒီကောင်ကို IC ကိုဖြုတ်ချမယ်ဖြုတ်ဝင်ချလို့တော့မရဘူးเนาะပြက်နေတဲ့ IC ကိုဖြုတ်ချရမယ် short ကြနေတဲ့ component ကိုဖြုတ်ချရမယ် okay အဲ့တော့ဒီကောင်ကိုဖြုတ်ချမယ်တွဲဖို့နဲ့ 5ဖို့ချိန်ဖို့အတွက် 08M35 လေးကိုကျွန်တော်တို့အစားထိုးမယ်အစားထိုးပြီးသွားလို့ရှိရင်ပြုတ်ပြင်မယ်ပေါ့เนาะ okay ဒါကတော့ 0835 လေးအစားထိုးရမယ်ပုတ်လေးဖြစ်ပါတယ်ပြီးသွားရင်တော့ဒီမှာကျွန်တော်တို့သူကဒီ no power ဖြစ်လို့ရှိရင်ဒီ clip အမြင့်တွေမှာ file ပျောက်တာတွေရှိတယ်150 160စသဖြင့်ပေါ့နော် file ပျောက်တာတွေရှိတယ် file ပျောက်တယ်ဆိုရင်တော့ UPI Pro နဲ့ပြန်ပြီးတော့ kilo file ပြန်ရေးပေးရပါမယ်ဒါကတော့ EEPROM ပေါ့ memory IC လို့လည်းခေါ်ပါတယ်အဲ့တော့တစ်ခါတလေမှာ72နဲ့ကျွန်တော်တို့ kilo short တယ် short ပြီးတော့မှလာတော့ကတော့ speedometer ကkilo ပေါ်တယ်ပေါ့ထားပါတော့ kilo 3000ပေါ့ဒါပေမဲ့72နဲ့ kilo ရေးလိုက်ခါမှ file ကပျောက်သွားတယ်ဆိုတာဒီနေရာမှာရှိနေတဲ့ resistor လေးတွေရဲ့เนาะ resistor လေးတွေရဲ့ resistor အုံးတန်ဖိုးလေးတွေပြောင်းလဲသွားလို့ပါဒါကတခါတလေ short တာမှာပြဿနာမရှိပေမဲ့အချိန်ကြီးများသွားတဲ့အခါမျိုးတွေခဲလွတ်တဲ့အခါမျိုးတွေမှာမီးအားမငြိမ်တဲ့အခါမျိုးတွေမှာအဖြစ်များလေးရှိပါတယ်ဒါဆိုရင်တော့ဒီနေရာမှာရှိနေတဲ့472 resistor ရှိတဲ့ resistor လေးတွေကိုအစားထိုးလဲပေးရမှာပါ okay ဒါကတော့လမ်းကြုံလို့ပြောပြတာပါဒါလေးကတော့ no power ကိုပြုပြင်ရမယ့်အစိတ်ပိုင်းလေးပါအဲ့တော့ပတ်လန်းကဒီအထိကောင်းတယ် IC အဝင်ထိကောင်းတယ်ဘယ်ကနေကောင်းတယ်လဲဆိုတော့ဒီ socket ငုတ်မှာရှိနေတဲ့ pin number 1ရဲ့တွဲဖို့အဝင်ကဒီ IC ကိုအဝင်အထိရှိတယ်အထွက်မရှိတာပေါ့အဲ့တော့အထွက်မရှိဘူးဆိုရင်ဒီ IC လဲရမှာလားဆိုတော့မဟုတ်ပြန်ဘူးဒီ IC မှာတွဲဖို့ပြန်ထွက်ဖို့အတွက် ground လိုတယ်အဲ့ဒီ ground ငုတ်တွေကပတ်လန်းပြတ်နေရင်တနည်းအားဖြင့် circuit ရဲ့ layer ground တွေပတ်လန်းပြတ်နေတဲ့အခါမျိုးမှာလည်းဒီကောင်က5ဖို့မထွက်တာမျိုးရှိတယ်ဒါဆိုရင်တော့သူ့ကိုground လွတ်တယ်ဆိုရင်ဒါမှမဟုတ် ground တနည်းအားဖြင့်ဒီနေရာတွေမှာဘာတွေအများဆုံးဖြစ်တယ်လဲဆိုတော့ရေဝင်ပြီးတော့စားပေါက်တာရေဝင်စားပေါက်ပြီးတော့ပတ်လန်းတွေမမိတာမျိုးတွေဖြစ်နိုင်တယ်ဒီလိုဆိုရင်တော့ground ရှိနေတဲ့နေရာနေပြီးတော့ ground ကိုဂျမ်မာကြော်ပေးမှတာလင်ဒီ component ကတနည်းအားဖြင့်ဒီ IC က voltage regulator IC က5ဖို့ပြန်ထွက်နိုင်မှာပါဒါကတော့တနည်းပေါ့နော်နောက်တနည်းကတော့ IC ကိုယ်တိုင်ပြတ်နေလို့5ဖို့မထွက်ပေးနိုင်တာဒါကသူ့ရဲ့အနေထားပေါ်မူတည်ပြီးတော့ကျွန်တော်တို့လိုအပ်တယ်လို့ပြုပြင်ရမှာပါလောလောဆယ်မှာတော့တွဲဖို့ဝင်နေ5ဖို့မထွက်ဘူးအဲ့တော့5ဖို့ချိန်မယ်0835နဲ့အစားထိုးမယ်ဒါပါပဲ